နေပေါက်လာတိုင်းရက်တည်ရနုများသည်ကျွန်တော်တို့အိမ်လေးရှိငူးဆက်ပင်၌အစီထွက်လာကြသည်ကြည်ရမြင်ရသောအခါဝမ်းသာစရာကောင်းသည်စိတ်နှုပြလာသည်ဟုပင်ထင်ရလေသည်တို့ရတွင်ကျွန်တော်တွေးနေမိသည်ကထွက်လာသောရက်တည်ရနုများအကြောင်းမဟုတ်ထိုရက်တည်ရနုများထွက်ရဖြစ်သောငူးဆက်ပင်အောက်ကရေချမ်းစဉ်အကြောင်းသာဖြစ်သည်ထိုရေချမ်းစဉ်၌လူတို့၏စိတ်သစ်စိတ်နှုစေတနာနှင့်စေနာနှုတို့လည်းပေါက်နေကြလိမ့်မည်ဟုကျွန်တော်တွေးမိခြင်းဖြစ်ပေသည်ခါတုန်းကကျောင်းသားတစုသည်ရန်ကုန်မှအထက်သို့ခရီးထွက်ကြသည်ခရီးထွက်ခြင်းအကြောင်းမှာတရေခိတရာမြို့ဟောင်းပကံမြို့ဟောင်းများရှိရှေးဖျားကူကျောင်းတစောင်းတို့၏အလားအပကိုကြည့်ရှုရန်ဖြစ်သည်ထိုကျောင်းသားစုတွင်ကျွန်တော်လည်းပါသည်ရာသီကကျောင်းပိရက်တပေါင်းလချစ်ချစ်တော့ပူသောရာသီဖြစ်သည်ခရီးလန်းသည်မိရထားလန်းတစ်လျှောက်ဖြစ်၍မိရထားသည်တငိမ့်ငိမ့်တလုံးလုံးခုန်နေသည်နေသည်တဖြည်းဖြည်းတက်လာရာပူလာလေ၏မွန်းတဲ့ကလေးနေပူလာလေဖြစ်သည်ဒါနနှင့်သီလမပါတေခါမတိရေဘူးနှင့်ဖဏမပါနေခါမတိသည်ဟူသောစကားသည်ကျွန်တော်တို့၏စိတ်၌ထက်မြက်လာသည်ထိုများလောက်ပူပြင်းလာသောရာသီတွင်ခရီးသွားနေကြသောကျွန်တော်တို့မှာရေဘူးပါမလာခြင်းကြောင့်ဖြစ်ဟန်တူသည်မွန်းတဲ့ကနီးလေးလေးပူလေးလေးရေငက်လေးလေးဖြစ်လာသည်ထိုအခါရေဘူးယူမလာရကောင်းလားဆို၍အချင်းချင်းသူ့ကုန်ငါမဲငါ့ကိုသူမဲပြုတ်ကုန်ကြလေသည်တယောက်ကဟဲ့လူတွေခုမှတောင်မျိုးမြောက်ပြောလုံးနေကြတဲ့ရှေ့ဘူတာရောက်တော့ရေတောင်းတောက်ကြရုံမရှိတဲ့ဟုတ်ငါလိုက်ရရေငက်တစ်ပြင်းစိတ်တူနေကြတော့ကျွန်တော်တို့တစုသည်ငြိမ်ကြသွားလေသည်သူနှစ်ပင်တထောင်းကအဖော်တယောက်ကဘူရာကလည်းရောက်ခဲ့လိုက်တာဗျာဟုတ်မိရထားကိုအာမရညီးလိုက်သေးသည်ဤသို့ဖြင့်မိရထားသည်ဘူရာယုံနီးကိုချင်းကပ်လာလေသည်ဘူရာရောက်လျင်ရေတောက်မီဟုသောအမူအရာဖြင့်မိရထားပေါက်တွင်ကောင်းပြူတဲ့လောက်ရသည်မှာအမောပင်ဖြစ်သည်တောင်းကြသောအခါမိရထားရက်သည်ကျွန်တော်တို့ရေမဲ့ရေငတ်တစုသည်ဝမ်းသာရေးမဆုံးဖြစ်ကြရသည်တို့ရတွင်ကျွန်တော်တို့တစုသည်မိရထားမှဆင်းမိပြုပြီးမှကုချိန်တက်လိုက်ကြရသည်လာလာမင်းမျိုးတစုသည်ရေအိုးကိုစီရွ၍မိရထားပြတင်းပေါက်များစီသို့လာ၍ရေလျိုရှိရင်ယူကြပါရှင်ရေလူပါရှင်ဟုဆို၍ရေအိုးများကိုကမ်းကြပါသည်ကျွန်တော်တို့ရေမဲ့ရေငတ်တစုသည်ကမ်းပေးလိုက်သောရေအိုးကိုလမ်းယူ၍ရေငတ်ဖြည့်လိုက်ကြပါသည်ကျွန်တော်တို့ရေတောက်ရဖြစ်သောဘူတာသည်ကျေးရွာဘူတာခသေးသေးဖြစ်သည်ရေလာတိုက်သောမိမတစုသည်ကျေးရွာသူများဖြစ်ကြသည်ထမိန်ကိုဒူးလောက်တူတူဝတ်ကြသည်မျက်နှာတွင်တနခါထူထူပိမ့်ပိမ့်လိမ့်ထားကြသည်ပုံပန်းမှာကောက်ဆိုင်သမများပင်ဖြစ်တန်ရသည်မိရထားသည်ကြာရှည်ရက်နေလေးမရှိသဖြင့်ထိုမိမတစုသည်ရေလိုသောမိရထားခရီးသည်များ၏ရေစင်ငါရအောင်အားထုတ်ကြသည်နေဘူးစကားကိုသူတို့မသိရေလိုခြင်းသူရေမရလိုက်မည်ကိုသာသူတို့သိကြဟန်တူသည်ထို့ကြောင့်မိမသားတမဲ့အပြေလွှာရေလိုက်ပေးကြခြင်းဖြစ်သည်ထိုရေဒါနရှင်တမျိုးကိုကျွန်တော်တို့ယခုတက်တိုင်မြင်နေမိသည်သူတို့ဝတ်စားထားသည်မှာခြေတဲ့တပတ်နွမ်းများသာဖြစ်သည်အလုတ်ချမ်းလောက်ကြသူများဖြစ်သည်ဖြင့်ကိုလုံးကိုပေါတောင်ထင်းသည်ရုပ်ရည်မှာချောသည်လာသည်ဟုဆိုတာတို့ရတွင်သူတို့၏ရေလူစေတနာရေဝေအမူအရာတို့ကြောင့်ပြီလားမသိသူတို့ရုပ်ရည်သည်ဝမ်းသာစရာကောင်း၍ကျေးဇူးတင်စရာကောင်း၍ကြည်ညိုစရာကောင်းသည်ဟုထင်မိသည်ထိုအခါကကျွန်တော်ကိုယ်ကိုကျွန်တော်ပြန်ကြည့်မိသည်ရှက်အင်ကြီးဖြူဖြူစင်စင်နဲ့ကိုလုံးချီနဲ့လက်ပတ်နာရီနဲ့စီကွေးလိန်ဘူကင်းနှင့်ဖြစ်သည်ဤချင်းရာတို့သည်ယဉ်ကျေးမှုလောဤသို့မေးကြည့်သည်ဤချင်းရာတို့ကိုယဉ်ကျေးမှုဆိုလျှင်ထိုမိမ့်မပြူတစု၏အမူအရာသည်အပယ်နီကျွန်တော်တို့သွားကြည့်မိဟုအားခဲလာခဲ့သောရှေးမွန်မြန်မာတို့၏အမှုပညာလက်ရာတို့ကိုယဉ်ကျေးမှုဆိုလျှင်ထိုမိမ့်မပြူတစု၏အမူအရာသည်အပယ်နီထိုနေ့မှစ၍ယဉ်ကျေးမှုအကြောင်းကိုတွေးမိတိုင်းနေပူပူကြဲကြဲတွင်ရေလိုက်ဝေသောထိုမိစင်းရဲတစု၏အမူအရာကိုကျွန်တော်ထည့်မတွေးဘဲမနေနိုင်တော့ပြီစင်စစ်မှာကျွန်တော်တို့သည်မိမိတို့ယဉ်ကျေးမှုအစဉ်အလာတစ်ခုကိုနှစ်ဖူးတွေတူတွေတွေ့ခဲ့ပြီးဖြစ်လေသည်တေခိတရာပကံတို့သို့မရောက်မီပင်တွေ့ခဲ့ပြီးဖြစ်လေပြီကြောက်စာမဖက်ရဘဲနှင့်ပင်တွေ့ခဲ့ပြီးဖြစ်လေပြီထိုအခါထိုကျေးရွာဘူရာ၌တွေ့မြင်ခဲ့ရသောရေဝေအမူအရာသည်ထိုဒေသကမိစင်းရဲတစု၏ဒါနစေတနာသာဖြစ်ချိန်မီဟုထင်လိုက်မိသည်တို့ရတွင်ထိုမူအရာမျိုးသည်မြန်မာနိုင်ငံအပြန့်အနှံ့သိန်းချီတောင်းချီရှိလေသည်မြန်မာနိုင်ငံ၏ဒလီထုံးစံတစ်ခုအနေနှင့်ပင်ရှိလေသည်နေပေါက်လာလျင်ထိုမူအရာမျိုးသည်ပုံရမှပေါ်လာသည်အိယာမှနိုးလာသည်ရှုလော့ညောင်ပေကောင်းကောင်းရှိလျင်သူရှိတတ်သည်ပတောက်ရိပ်ကောင်းကောင်းရှိလျင်သူရှိတတ်သည်ကုတ်ကူရိပ်ကောင်းကောင်းရှိလျင်သူရှိတတ်သည်ထိုသူကအခြားမဟုတ်တကိုင်းမှဆိုင်းကျိုးဖြင့်တွဲလွဲကိုနေတတ်သောရေချမ်းဟုဖြစ်သည်မိမချောမိမလဒန်းစည်းနေသည်နှင့်ပင်တူလေသည်တ
ဖန်အညာဒေသများတွင်ထနှောင်းပင်ကွာကောင်းကောင်းရှိလျင်ကွာကြား၌တွေ့ရှိတတ်သည်မိသည်သူ၏ခါးဆောင်တွင်တားငယ်ကိုခါတစ်ခွင်ချီထားသည်နှင့်ပင်တူလေသည်တဖန်တစ်ပင်အမိမရှိလျင်လေးတိုင်စင်နှင့်ရှိတတ်လေသည်ခရီးပန်းလာသူသည်ရေမုတ်ဖြင့်ရေခတ်၍တောက်သည်တောက်ပြီးသောအခါရေမုတ်တွင်းကရေချံကိုအိုးကန်ခရုခွေ၌သွန်သည်ထို့ကြောင့်မဟုတ်လောမျက်စိမ်းပင်လဲလဲတို့သည်ခရုခွေတွင်ဝမ်းခွေ၍ပေါက်လျက်ရှိတတ်သည်တပံခီးပန်းလာသူသည်ရေချမ်းစဉ်ကပန်းတွင်ရေအလူရှင်၏အမိကိုဖတ်ကြည့်ရသည်ဥဟဝါ၏ကောင်းမှုဒေါ်ဟဝါ၏ကောင်းမှုတခါတရံရေချမ်းစဉ်ကပန်းတွင်မြမပီပီနောက်တီးနောက်တောက်လို့ချင်သောစာတမ်းကိုသူမြင်ရသည်မြင်သည်နှင့်တပြိုင်နက်ပြုံးရသည်လူပြိုကြီးဥဟဝါ၏ကောင်းမှုအပြိုကြီးဒေါ်ဟဝါ၏ကောင်းမှုကုသိုလ်ရှင်လူပြိုကြီးမစွန်နိုင်လွန်းသောကြောင့်အိန္ဒိနာချင်းများကပြည့်ရည်ကူထားကြဟန်တူသည်ကုသိုလ်ရှင်အပြိုကြီးဟိုင်းနေပြီဖြစ်သောကြောင့်အဖော်များကကြည်စဲထားကြဟန်တူသည်သူဒီမဟုတ်ကုသိုလ်ရှင်လူပြိုကြီးစွန်ညင်ရှာသောကြောင့်ကြော်ညာကန်းထားဟန်တူသည်ကုသိုလ်ရှင်အပြိုကြီးအိုကျင်ရှာသောကြောင့်ရေချမ်းစဉ်ကိုရမဲရှာထားဟန်တူသည်ကျွန်တော်တို့၏ရေချမ်းအိုးသည်တေးသေးတတတာဖြစ်သည်တို့ရတွင်တရဝခသိန်းကိုချစ်ခင်နေသည်ဂိယူနာတက်နေသည်ပြောင်ပြနေသည်ထို့ကြောင့်ရေချမ်းအိုးတည်ခြင်းရေချမ်းစဉ်ဆောက်ခြင်းသည်တရားစေတနာနှင့်ပြုသည်ဟုဆိုလျင်လည်းဟုတ်သည်ရေခြင်းမောခြင်းပြောင်ခြင်းပြည့်ခြင်း၍ပြုသည်ဟုဆိုလည်းဟုတ်သည်မြမပြပါပေသည်ထိုမူရမျိုးသည်နေပေါတိုင်းနှု၍သိ၍ပေါ်လာတတ်သည်ထိုမူရမျိုးသည်ຫນွေဦးကျက်တည်းတစ်ခုဖြစ်လေသည်ထိုမူရမျိုးကိုမြန်မာနိုင်ငံသားတို့၏ရေချမ်းစဉ်ရေကျေးမှုဟုခေါ်ထိုက်လေသည်တဖန်လူထုအတွက်လူထုကပြုနိုင်သောအမှုအရာမျိုးဖြစ်သည်ဖြင့်လူထုယဉ်ကျေးမှုဟု၍လည်းဆိုနိုင်လေသည်နေဦးကျက်တည်းတစ်ခုကြံပါသေးသည်နေပေါက်ပြီဆိုလျင်သူ့အတန်ကိုရက်တိုင်းရွာတိုင်းမြို့တိုင်းလိုလို၌ပင်ကြားရတတ်သည်အိုးစီပုံမောင်းတန်နှင့်အတူကြားရတတ်သည်ကျွန်တော်တို့စီမှာကိုဖေဆိုသောလူတစ်ယောက်ရှိသည်ကိုဖေသည်သူ့အလုပ်သူ့အကိုင်နှင့်ခက်အေးအေးနေသူဖြစ်သည်ရက်ရွာတွင်အညာတရတာဖြစ်သည်တို့ရာတွင်နှွေပေါက်၍ပတောက်ပွင့်လျင်သူစိတ်သည်လည်းဖူးရမှပွင့်လာသည်ကိုဖေသည်ရက်ရွာတွင်လန်တလားလေတော့သည်သူတယောက်တည်းမဟုတ်အဖော်သုံးလေးပါတတ်သည်ဘလွေမုတ်သူကမုတ်သည်အိုးစီတီးသူကတီးသည်လင်းခွင်းတီးသူကတီးသည်လက်ခုပ်တီးသူကတီးသည်ကိုဖေကမျိုးကွက်ပိုက်ရက်အိမ်ပေါက်စစ်ဝင်၍စီဝိဒဒါနနွားလွပွဲအတွက်တပည့်နှပြလည်းမျက်မစုဟုသူပါဝင်ကြပါခင်ဗျာဟုနှိုးဆော်သည်သူ့အတန်ဆိုသည်မှာထိုအတန်ကိုဆိုလိုခြင်းဖြစ်သည်နွားတက်ယုံကနွားသည်တနာစရာကောင်းသည်မျက်ရည်အသွေးသွေးနှင့်ဖြစ်သည်ထို့သို့ကိုဖေပြောလေးရှိသည်သူစိတ်ထဲတွင်ထို့သို့မြင်ဟန်တူပေသည်ထို့ကြောင့်ထက်လွှစွာသောဓာအောက်လေပင်ရောက်နေသောနွားကိုအရက်ကလူလိုက်သောတပည့်စုနှစ်ပြားစုနှင့်တူဝဲသည်ထို့နောက်ဂျိုပြားတွင်ပရပ်ပန်းကိုဆင်သည်နွားတစ်ခုလုံးကိုတနခါအမွေးအကြိုင်လိမ့်ကြံပဖြန်းသည်နွားကြောပေါ်တွင်အလားအပခေါ်သောလွှတ်တင်သည်ထို့နောက်ပလွေသမားအိုးစီသမားများနှင့်ဒုတိယံပြီးရက်ရွာကိုလှည့်သည်ဤအခါတွင်အလူခံဖို့မဟုတ်လှည့်ပြဖို့ဖြစ်သည်တေဘေးသို့ရောက်နေသောနွားကိုရက်ရွာ၏အကူအညီဖြင့်တေဘေးမှလွတ်ခဲ့ကြောင်းတက်တည်ပြဖို့ဖြစ်သည်ရက်သူရွာသားတို့၏စေတနာကိုရက်သူရွာသားများတို့ပင်အကောင့်ထဲပေါ်ပြလိုက်ခြင်းဖြစ်သည်ကိုယ်စေတနာကိုကိုပြန်မြင်၍ဝမ်းမြောက်စေခြင်းသောသဘောပင်ဖြစ်သည်ကိုဖေကိုကျွန်တော်စောရကတက်ခဲ့သောအချက်တစ်ခုကိုပြောပြခြင်းပါသေးသည်ထိုအချက်ကိုထည့်ပြောမှကောင်းမည်ခြင်းသည်ကိုဖေသည်ဘုန်းကြီးကျောင်းသားဖြစ်သည်မြမရှိ ကိုစီကံအစဉ်အလာနှင့်ရေးရေးနေနေလက်ပွန်းတည်းနေ၍ကြီးပင်လာသူဖြစ်သည်ကျွန်တော်မှာလောကရက်ကျောင်းသားဖြစ်သည်မြမရှိ ကိုစီကံအစဉ်အလာ၏သဘောတကံကိုကိုဖေလောက်မသိသူဖြစ်သည်ထို့ကြောင့်ကျွန်တော်ကကိုဖေအားပြုတ်ကိုဖေရဲ့ခမရနွားလွတ်ပွဲကကောင်းပါရဲ့လားလွတ်ဝေတဲ့တနည်းတကာလွတ်ရုံနဲ့နွားအလုံးပင်ချမ်းသာမှာတော့ဗျနေတိုင်းနိုင်တိုင်းမိနစ်တိုင်းလွတ်နိုင်မှာဟဲ့မယ်ဗျဟုလောင်လိုပြောင်လိုသောသဘောဖြင့်ဝါမင်းတက်ငါတက်သည်ဟုသောသဘောဖြင့်ငေါ့ပြောလိုက်သည်ထိုအခါကိုဖေကဖြစ်မှဖြစ်ရပါလေကိုရင်တွေးသလိုတွေးမယ်ဆိုရင်လည်းတွေးသင့်ပါရဲ့နှုတ်ပြီးတဲ့ဒီလိုလဲတွေးကြည့်ပါအောင်လေတကယ်ဆိုတော့သူ့အသက်ကိုကယ်ရမယ်ဆိုတဲ့တရားကနွားအတွက်တာပဲဟုတ်မလဲတရဝါခသိန်းအတွက်ပဲဖြစ်တင်တာပေါ့ဒီတော့နွားလွတ်ပွဲရဲ့သဘောကိုဒီလိုရှုကြည့်စမ်းပါနွားလွတ်ပွဲကျင်းပတဲ့အခါတိုင်းဘေးတင်နေတဲ့တရဝါမှန်သမျှဒုက္ခိတတရဝါမှန်သမျှဟာ KS ဆောင်းလျှောက်အပ်တဲ့တရဝါတွေပါလားလို့တတိတရားမဖြစ်နိုင်ပေဘူးလားဗျာဒီတတိတရားဟာကျုပ်တို့ခမားတို့ကိုနှစ်စဉ်နှစ်တိုင်းတွေပေါက်တိုင်းနှိုးဆော်နေတာနဲ့မတူဘူးလားဗျာဒီတော့ကျင်းပတဲ့ပွဲကအရေးမဟုတ်ပါဘူးဗျကျင်းပတဲ့ပွဲရဲ့သဘောကသာအရေးပါဟုကိုဖေကကျွန်တော်အားအေးအေးဆေးဆေးပြန်ဖြေလိုက်ပါသည်ဟုတ်သည်ကျွန်တော်
ကိုဗစ်အပေါ်မှာကျွန်တော်လူလည်မှုလုပ်မိပြီကျွန်တော်ခေါင်းငုံနေလဲရပါသည်မြန်မာပြည်မလွတ်လပ်ခင်တုန်းကနွားလွတ်ပွဲတပွဲကိုမြင်သဖြင့်အနောက်အဖွဲ့နှင့်နေရာတုံးဖြစ်သောကိုတိုင်းပြည်ကိုနွားကြီးကဲ့သို့လွတ်မြောက်စေခြင်းသောစိတ်ကူးကျွန်တော်မှာပေါက်ကူးသည်လွတ်မြောက်ပါစေဟုလည်းဆုတောင်းကူသည်ယခုအခါမြန်မာပြည်လွတ်လပ်နေပြီတို့ရတွင်နွားလွတ်ပွဲကိုနှစ်စဉ်နှစ်တိုင်းနေပေါက်တိုင်းမြင်ခြင်းပါသေးသည်မတော်လောဘအနောင်အဖွဲ့မှမတော်ဒေါသအနောင်အဖွဲ့မှမတော်မာနအနောင်အဖွဲ့မှခတ်သိမ်းကုန်သောအဓမ္မအနောင်အဖွဲ့တို့မှမြန်မာပြည်သည်ဘေးမဲ့နွားကြီးကဲ့သို့လွတ်မြောက်ပါစေဟုဆုတောင်းပြအောင်တတိလေး၍မနေခြင်းသောကြောင့်ဖြစ်ပါသည်ရှုလော့နောက်ဆုံးကဦးစီဝိုင်းဦးစီတန်ပလွေတန်လင်းဝင်းတန်လက်ခုပ်တန်တန်ချက်ထိုးတန်တို့သည်မြည်၍လိုက်လာကြသည်ဦးစီဝိုင်းအရှိတွင်ဘေးမဲ့နွားကြီးပရောက်ပန်းနှင့်တနကားနှင့်ဂဒီပါနှင့်ကော်စောနှင့်အင်ထရီကြီးနှင့်တိတ်ခါနှင့်တလန်းချင်းလမ်း၍ပါလာသည်နွားကြီးရှေ့တွင်ကိုပေ၏အကွေး၍ကော၍ရင်း၍ရိုင်၍ရှေ့ဆုံးကသွားသည်ဤသို့လျင်စီတန်းလဲလေခြင်းကိုပြုလေသည်ဤသို့လျင်မေတ္တာအမူအရာဂေယုဏအမူအရာဝမ်းမြောက်သောအမူအရာတို့သည်လမ်းတကာတွင်စီတန်းလမ်းလျှောက်ကြလေသည်အမျက်ဆုံးသောစီတန်းလမ်းလျှောက်ခြင်းမျိုးပေသည်ထို့ကြောင့်နွားလွတ်ပွဲကျင်းပခြင်းသည်တရားစေတနာနှင့်ပြုသည်ဟုဆိုလျင်လည်းဟုတ်သည်ကကျင်ခုန်ခြင်း၏ပြုသည်ဟုဆိုလျင်လည်းဟုတ်သည်မြန်မာပြည်ပါပေသည်ထိုမူအရာမျိုးနှွေပေါက်တိုင်းနှု၍တည်၍ပေါ်လာတတ်သည်ထိုမူအရာမျိုးသည်ຫນွေဦးကျက်တည်တစ်ခုဖြစ်လေသည်ထိုမူအရာမျိုးကိုမြန်မာနိုင်ငံသားတို့၏နွားလွတ်ပွဲယဉ်ကျေးမှုဟုခေါ်ထိုက်လေသည်တပံလူထုအတွက်လူထုကပြုနိုင်သောအမူအရာမျိုးဖြစ်သည်ဖြင့်လူထုယဉ်ကျေးမှုဟူ၍လည်းဆိုနိုင်ပါသည်